လာပါဗျဒီကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့မန္တလေးတိုင်းဒေသကြီးအမဒါဗုဒ္ဓမြို့နယ်ထဲမှာရှိတဲ့စင်ကာကြေးရွာမှာဖြစ်ပါတယ်ဗျအဲ့မှာအိမ်နောက်စု329စုစားအတွက်ကျွန်တော်တို့မြန်မာနိုင်ငံတက်ချင်တဲ့နေရာမှာNF5 လို့ခေါ်တဲ့ဒီ net food item လို့ခေါ်တဲ့ကျွန်တော်စားစရာမဟုတ်တဲ့ပစ္စည်းတွေဖြတ်ဝင်နေတာဖြစ်ပါတယ်အဲ့ဒါတွေကတော့ဆောင်းချနောင်းဖြာတာဘော်လင်စားအဲ့ဒါတို့ရေးပေါ်လိုအပ်တဲ့ဒီတဲတွေထုတ်ပြီးတော့မှနေနိုင်မှုအတွက်ကျွန်တော်တို့အိမ်နောက်300ကျော်စားအတွက်ဖြတ်ဝင်နေဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်စေနာလောအားရှင်တယောက်အနေနဲ့အဲ့ဒီလုပ်ငန်းတွေကိုပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်